ဒီနေ့စိတ်စင်မပြေနေတဲ့အချိန်မှာစိတ်ချမ်းသာရဲ့အတွက်အခြေခံချက်များဆိုတဲ့ဒေါက်တာဖြိုးတီဟာအခုလေးမှရေးတင်ထားတဲ့ဟာလေးပေါ့နော်ဖတ်ကြည့်နေသဘောကျလို့ကိုအပါဝင်ပေါ့နော်ကိုလိုမျိုးလိုအပ်တဲ့လူတွေအတွက်ပြန်လည်မျှဝေပါတယ်စိတ်ချမ်းသာရဲ့အတွက်အခြေခံချက်များတစ်ကိုယ့်ရဲ့ခံစားချက်ကိုအတိမတ်ပြုပါအတင်းချုပ်တိမ်မထားနဲ့ပိတ်လောင်မထားနဲ့မျိုးသိမ့်မထားနဲ့ငါထက်ဆိုးတဲ့သူတွေအများကြီးပါကြီးရမှာအားနာတယ်ဆိုပြီးလည်းမတွေးနဲ့ကိုကျင်းနာပါတဦးတယောက်ကိုရှင်ဖွင့်ပါဒါမှမဟုတ်စောက်တဲ့ဖြစ်ဖြစ်ခြာရည်ပါနံပါတ်2ချစ်ရတဲ့သူတွေနဲ့အတူတူနေပါအထီးကျန်မှုစိတ်လေမှုတို့ကိုတတ်တာစေတယ်စိတ်လုံခြုံမှုကိုလည်းရစေတယ်နောက်ပိုင်းလုံးလို့ရလာနိုင်တာက peer support group ပါကင်သာယောဂရှင်တွေမွေးစေးဖြတ်လို့သူတွေအချင်းချင်းရင်ဖွင့်ကြဖလှယ်ကြအားပေးကြတယ်လို့မျိုး3ကိုအယူဆိုင်ပါစိတ်အဆင်မပြေနေ lifestyle อ่ะမမှန်တော့အဲ့လိုမျိုးမမှန်ရင်စိတ်ကလည်းပို့အဆင်မပြေဘူးဒါကြောင့်တတ်နိုင်သမျှကိုယ့်ရဲ့လူနေမှုပုံစံကိုအရင်ချောထွက်မတော့အောင်ဂရုစိုက်ပါအိတ်ချိန်စားချိန်မှန်ပါစေကိုယ်လက်လှုပ်ရှားမှုရှိပါစေအရက်စလိစတာတွေမရှောင်နိုင်ရင်တောင်အလွန်ကြုံမသုံးမိပါစေနဲ့စိတ်သက်သာရမယ်ဝါသနာပါရလေးတွေလုပ်ပါ social media short သုံးပါပိုအရေးကြီးတယ်လို့ထင်တယ် social media short သုံးပါသတင်းချက်လက်ကဘာမှမရရင်လည်းမကောင်းသလိုများလို့ရင်လည်းမကောင်းစိတ်ကိုညှဉ်းညူးစေတယ်ပူလောင်စေတယ်သတင်းမားတွေလည်းအများကြီးဖြစ်နေတာဆိုတော့ပိုဆိုးတယ်ဒါကြောင့်လိုအပ်တော့3အချိန်နဲ့3နဲ့စိတ်ချယုံကြည်ရတဲ့သတင်းရင်းမြစ်နဲ့လူပုဂ္ဂိုလ်တွေစီကပဲဖတ်စိတ်တော်အဆင်မပြေရင်အင်တာနက်နားထားလိုက်တာပိုကောင်းတယ်။မှန်9အနေနဲ့ကတော့ကျွမ်းကျင်သူတွေစီကအကူအညီယူပါ။တောင်ပါအစာမှာရေးခဲ့တယ်လို့ပဲဒီတဘာဝဘေးကိုကြုံတွေ့ခဲ့ရပုံချင်းထိခိုက်ရပုံချင်းမတူကြဘူး။ဒီတော့ဖြစ်နေတဲ့စိတ်အခြေအနေချင်းလည်းမတူနိုင်ဘူး။ဒါကြောင့်ကိုယ်အနေထားကတော်တော်လေးပြင်းထန်နေတယ်ဆိုရင်ကျွမ်းကျင်တဲ့ professional ရဲ့အကူအညီကိုလိုကောင်းလိုပါလိမ့်မယ်။ဆွေးနွေးဖို့လုပ်မယ်ဆိုရင်လုပ်ပါဒါဆက်စရာကိစ္စမဟုတ်ဘူးအချင်းချင်းနားလည်မှုထားပါတိတ်အရေးကြီးရဲ့အထူးသဖြင့်ထိခိုက်ခံစားရသူတွေကိုပို့လို့နားလည်မှုပေးကြရပါလိမ့်မယ်ဆက်နေတဲ့ကာလမှာဘသူရှင်ထဲမှာဖြစ်ဖြစ်တောင်းစားရှိပြီးသားထလောင်မှုမိစားတစားပဲလိုတာဆိုတာကိုသတိချက်ချင်တဲ့ပြောဆိုပြုမှုလေးတွေကအစ cue site ပေးပါနံပါတ်9တရင်ကောင်းတွေကိုရှာဖွေပါတောမီလောင်တောကြောင်လက်ခမောင်းခတ်ကိုချင်းစာစိတ်မရှိတာတွေအမျက်ကြီးစားတဲ့လိမ့်ညာစားတဲ့ဝိသမလောဘသားတွေပေါ်လာတတ်တယ်သူတို့အကြောင်းတွေရကြားများတဲ့အခါမှာစိတ်ပြက်လာတယ်အာကုန်လာတယ်တကယ်ကလူတဘာဝပဲကိုကသာကိုစိတ်နဲ့နိုင်နေတာကိုဒါကိုပြန်ပြီးထိမ့်ဖို့အတွက်ကစိတ်ကြည်ညိုစရာတည်င်းတွေဖတ်ရှုဖို့လိုတယ်ကိုတွေးခဲ့သတိထားမိခဲ့တာတွေလည်းအများအတွက်မျှဝေပေးစေခြင်းတယ်ခုချိန်မှာနီးကပ်မြင်နေရတဲ့သူတွေကစိတ်ဒုက္ခဖြစ်စရာတွေအဝေးကလူတွေကြလဲအပြစ်မရှိသလိုခံစားနေရတဲ့ခံစားချက်တွေနဲ့လူတိုင်းနှိပါအဆင်မပြေနေကြတာမဟုတ်ပါဘူးတကယ်တော့တာမန်ပါပဲဖြိုးဖြစ်စဉ်ကိစ္စပါပဲမနေ့ကရေးသလိုပဲသို့တော့ဒီခံစားချက်တွေကိုအရန်လွှမ်းမိုးခွင့်မပေးပဲကိုယ့်ဘက်ကတတ်နိုင်တဲ့လောက်တော့စီမံစီခြင်းနဲ့ခံစားရတဲ့အတိတ်နဲ့မတူတာမို့လွယ်လေးတော့မပြောရပါဘူးတဲ့ကိုယ်တိုင်သားဆိုဒီလိုစာတွေဖတ်နိုင်ပါမလားမသိကြဘူးတဲ့ဒေါက်တာဖြိုးတီရဲ့စာလေးပါကျွန်တော်ဒီစာကိုဖတ်တယ်ဘာလိုက်တော့စိတ်နဲ့အဆင်ပြေစိတ်ကအခုချိန်မှာအဆင်ပြေနေရတော့မဟုတ်ဘူးကိုယ့်အကူတော့ပျော်ရွှင်အောင်တော့နေနေတယ်ဒါပေမဲ့အချိန်တစ်ခုရောက်ရင်ပြန်ပြီးတော့ပျော်ရွှင်မှုကပြုတ်ကျသွားတယ်ပေါ့နော်အဲ့လိုဖြစ်နေတာပါအားလုံးပဲအဆင်ပြေကြပါစေ